ဒီဗီဒီယိုမှာကတော့ကျွန်တော်1900ဝန်းကျင်လောက်က Flint look တွေကိုကိုလိုမျိုး digital ဖုန်းတွေကင်မရာတွေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့ဒီလိုမျိုး look မျိုးရအောင်လုပ်အောင်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီလိုမျိုး look တွေရဖို့အတွက်ကလက်ထဲမှာဖုန်းတစ်လုံးရှိဖို့ပဲလိုပါတယ်ကင်မရာတွေ laptop တွေရှိရဆိုရင်လည်းရပါတယ်အခုနောက်ပိုင်းမှာပြန်ခေတ်စားလာတာကကျွန်တော်တို့ digital camera လေးတွေပြီးတော့ Flint camera လေးတွေပေါ့နော် Flint camera ကတော့ကျွန်တော်တို့ဝါသနာပါတဲ့သူတွေလောက်ပဲပြန်ပြီးတော့သုံးကြရတယ်ပေါ့နော်တကယ်တမ်းက digital camera တွေပြန်ပြီးတော့ခေတ်စားလာတယ်ပေါ့နော်အခုနောက်ပိုင်းဆိုရင် Kodak ကထုတ်တဲ့ key chain တွေလိုမျိုးဆိုရင်တော်တော်များများ blind box အနေနဲ့တော့ဖောက်ပြီးတော့ social media မှာ trend ဖြစ်သွားသေးတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကင်မရာလေးခေတ်စားလာတယ်ပြီးတော့ digital look ရအောင်အတွက်ကျွန်တော် digital camera အဟောင်းလေးတွေနဲ့ဗီဒီယိုရိုက်တာလည်းပြီးတော့ပုံရိုက်တာတွေရော social media TikTok တွေမှာကျွန်တော်တို့အများကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့အခုလိုမျိုး digital camera တွေမပေါ်သေးခင်ကတကယ် Flint camera Flint roll တွေနဲ့ရိုက်ပြီးတော့ကျွန်တော် Flint late တစ်ခုချင်းစီမှာသူတို့ရဲ့ look လေးရှိရပါတော့အဲ့ဒါလည်းကျွန်တော်ဘယ် Flint နဲ့ရိုက်တယ်ဆိုတော့ကျွန်တော် Instagram ရော TikTok မှာရောကျွန်တော်တင်ပေးထားပါတယ်တွားကြည့်လို့ရပါတယ် Okay ဒါဆိုရင်အခုလိုမျိုး Flint roll ကထွက်တဲ့ look လိုမျိုးလေးကိုကိုယ့်ရဲ့ digital ဖုန်းကနေရိုက်ပြီးတော့ဘယ်လိုမျိုး color grading လုပ်ကြမလဲဆိုတော့ကိုဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ် Okay အရင်ဆုံးကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုတွေကို DaVinci Resolve တွေကိုကျွန်တော်ဆွဲထည့်လိုက်မှာပေါ့နော်ဒါကကျွန်တော်ကတော့ထည့်ပြီးသွားပြီကျွန်တော်အခုရိုက်ထားတဲ့ short clip တွေကတော့ Sony camera နဲ့ရိုက်ထားပါတော့ Sony S-Log 3နဲ့ရိုက်ထားတာပေါ့နော်အဲ့တော့ကျွန်တော် Sony S-Log 3ကနေ Red 709ကိုပြန်ပြောင်းမယ်အရင်ဆုံးကျွန်တော်တို့ကဒီကိုရိုက်ခဲ့တဲ့ timeline အကုန်လုံးอ่ะပေါ့နော် Sony S-Log 3နဲ့ရိုက်ခဲ့တာတွေဆိုရင်ကျွန်တော်တို့ဒီ account တွေအကုန်လုံး group လုပ်လိုက်လို့ရတယ်ဒီ click ကိုနှိပ်ပြီးတော့ကျွန်တော် shift နှိပ်ပြီးတော့အကုန်လုံး select ပေးလိုက် select ပေးပြီးတော့ကျွန်တော်ဒီမှာပေါ့နော် add into new group ဆိုတာရှိရဲဒါကျွန်တော်ကတော့ဒီအကုန်လုံး group လုပ်ပြီးပေါ့နော် group လုပ်ပြီးဆိုတော့အောက်မှာကျွန်တော်တို့ဒီမှာအစိမ်းအောင် link ချိန်ထားတဲ့ပုံလေးပေါ်နေလိမ့်မယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီ group အကုန်လုံးကချိန်ပြီးသွားပြီပေါ့နော်အရင်ဦးဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီ clip တွေအကုန်လုံးကို red 709ကိုပြောင်းလိုက်မယ် okay ဒါဆိုရင်ကျွန်တော်ဒီမှာ clip ဆိုတာရှိရပြီးတော့ group post clip ဆိုတာရှိရပေါ့နော်ဒါဆိုရင် post clip ထဲကိုသွားမယ် okay အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ effect ထဲကနေပြီးတော့ color space transform ဆိုတာလေးကိုကျွန်တော်တို့ dress ဆွဲပြီးထည့်လိုက်မယ်ကျွန်တော်ကတော့ထည့်ပြီးသွားပြီပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်ရဲ့ setting ကဒီမှာပေါ့နော်ကျွန်တော်တစ်ချက်ပြမယ် color management တွေမှာက DaVinci YRGB ရဲ့ပြီးတော့ကျွန်တော်တို့ DaVinci White Gamut Intermediate ရဲ့ Red 709A ကိုထားထားတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော် input color space ရဲ့ input gamma ရဲ့မှာကိုရိုက်ခဲ့တဲ့log profile ကိုထည့်လိုက်ပါပြီးတဲ့အခါမှာကျွန်တော် output မှာတော့ DaVinci White Gamut ရဲ့ DaVinci Intermediate ကိုထည့်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီ WG ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဆွနာက White Gamut ရဲ့ Intermediate ကိုကျွန်တော်တို့ဒီ output ပြန်လုပ်တာပေါ့နော် output ပြန်လုပ်ဆိုတာကျွန်တော်တို့ Sony S Gamut 3 Cine ရဲ့Sony S-Log 3ရဲ့ output ပြန်လုပ်တယ်လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ Sony S Gamut 3ကနေပြီးတော့ Red 709ပြောင်းလိုက်မယ်ပေါ့နော် Sony S-Log 3 pure ဖြစ်နေတဲ့အရောင်ကနေပြီးတော့ Red 709ကိုပြောင်းသွားပြီဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ S-Log 3ကနေ Red 709နဲ့ပြောင်းပြီးသွားပြီပြီးရင်ပုံကနည်းနည်း flat ဖြစ်နေတဲ့အတွက်ကျွန်တော် curve tool ကိုသုံးပြီးတော့နည်းနည်း shadow highlight ကစားလိုက်တယ်ပေါ့နော်ပြီးတဲ့အခါမှာဒီလိုမျိုး look ထွက်လာပြီ Okay ပြီးသွားပြီကျွန်တော်တို့အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်ဆုံးပိတ်ကျွန်တော်တို့လိုချင်နေတဲ့ Flint လို့ရဖို့အတွက်ကျွန်တော် effect ထဲကိုသွားမယ်သွားပြီးတဲ့အခါမှာကျွန်တော် library ထဲမှာအောက်ဆုံးမှာပေါ့နော် Flint emulation ဆိုတဲ့အထဲမှာ dehancer ကိုကျွန်တော်တို့ဒီလို add on လုပ်ပေးလိုက်ပါဒါဆိုရင်ရပါပြီ Okay ဒါဆိုရင်ကျွန်တော်တို့ final ဖြစ်တယ်ကျွန်တော်တို့ Flint လို့ရဖို့အတွက်ကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဆက်ပြီးပြပေးသွားပါမယ်ဒါပေမဲ့ကျွန်တော်ဒီဟာလေးမပြောခင်မှာအရင်ဆုံး dehancer ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ် dehancer ဆိုတာတော့ကျွန်တော်တို့ plugin သဘောမျိုးပဲ Premiere Pro After Effects Final Cut အခုကျွန်တော်တို့ DaVinci Resolve လိုမျိုးကျွန်တော် editing software တွေမှာထည့်သုံးလို့ရတဲ့ plugin တစ်ခုပါပဲ Flint emulation plugin ပေါ့နော် Kodak လို့ Fuji Flint file မျိုးရစေတယ်ပေါ့နော် Flint grain တွေ solution တွေ bloom တွေပြီးတော့ gate wave တွေအများကြီးပဲပေါ့နော်အဲ့လိုမျိုးအရာတွေကိုလုပ်ပေးနိုင်တဲ့ plugin တစ်ခုပေါ့နော်ကျွန်တော်ပုံမှန်ဆိုရင်ဒီလိုအရာတွေကိုကိုယ့်အကိုတွားပြီး inspiration ယူပြီးတော့ကျွန်တော်အဲ့ look မထွက်အောင်ကိုယ့်ကို color grading ညှိတာတွေပါလောက်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် dehancer သုံးလိုက်မယ်ဆိုရင် dehancer ကနေပြီးတော့ကျွန်တော်တခါတည်း preset လိုမျိုးအကုန်လုံးပါပြီးသားဒါပေမဲ့ဒီ preset ကကျွန်တော် LED နဲ့မတူဘူးပေါ့နော် LED ဆိုတာကကျွန်တော်ဒီတိုင်းဆွဲထည့်လိုက်တာနဲ့သူ့ရဲ့ look တန်းရတာပေါ့ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင် customize လုပ်လို့ရတယ်ပေါ့နော်အခုလောလောဆယ်မှာ Flint look ထွက်ဖို့အတွက် Flint profile ကို63မျိုးထိထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ Flint look ကိုရှာနေစရာမလိုဘဲနဲ့ကိုယ့်ကိုselect ပေးပြီးတော့တန်းပြီးသုံးရုံပဲပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်
အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ input မှာ red7 09 ကိုထားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ timeline ဆိုတော့ output transform ကကျွန်တော် red7 09 ထားလို့ပေါ့နော်ပြီးတဲ့အခါမှာကျွန်တော် exposure ကိုနည်းနည်းလေးတင်ထားတယ်နောက်တစ်ဆင့်ကျွန်တော်ဒုတိယ flame profile ရွေးတဲ့အပိုင်းမှာတော့ကျွန်တော် Kodak Portra 8အောင်ရွေးထားတယ်ပေါ့နော်ဒီနေရာမှာကိုကြိုက်တဲ့ look ကိုရွေးလို့ရပါတယ်ဒီလိုမျိုး look တွေကတကယ်ပေါ့နော် flame နဲ့ရိုက်ထားတဲ့ look တွေကိုသိကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ Google မှာဒီနာမည်တွေအတိုင်းရိုက်ရှာကြည့်လိုက်ပါအဲ့ဆိုရင်ဒီ look ကဘယ်လိုမျိုးလဲဆိုတာကိုသိသွားပါလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်တို့လည်းဒီ look အတိုင်း လိုက်လုပ်လို့ရတယ်ပေါ့နော် okay ဒါကတော့ကျွန်တော် Kodak Portra 8ကိုရွေးထားတာပါပြီးရင်ကျွန်တော် flame developer မှာတော့ကျွန်တော် contrast ကိုနည်းနည်း boost လုပ်ထားတယ်ပြီးတော့ကျွန်တော် color separation ကတော့ဒီသူတို့ default ပါတဲ့အတိုင်းပဲပြီးတော့ color boost ကိုနည်းနည်းတင်ထားတယ်ပေါ့နော် flame compression မှာတော့ကျွန်တော်နည်းနည်းပါး white point နေပြီးတော့ color density တွေနည်းနည်းပါးကျွန်တော်တို့ arrange လုပ်ထားရပေါ့နော်တကယ်တမ်းက flame compression ကကျွန်တော်တို့ flame တစ်ခုရိုက်လိုက်တဲ့ပုံစံအတိုင်းပေါ့နော် soft ဖြစ်နဲ့ထွက်လာမှာပေါ့နော်ကျွန်တော်ဒီကောင်ကိုenable လုပ်လိုက်တဲ့အချိန်မှာဒီနေရာမှာဆိုရင်ကျွန်တော် digital မှာရိုက်ထားတဲ့အတိုင်းနည်းနည်းလင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် flame compression လုပ်လိုက်တဲ့အချိန်မှာဆိုရင်soft ဖြစ်တဲ့ပုံစံမျိုးပြောင်းသွားတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကိုကြိုက်တယ်လို့မျိုးကစားလို့ရတယ်ပေါ့နော် okay နောက်တစ်ခုကတော့ကျွန်တော်တို့ print ပေါ့နော် print ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ plane နဲ့ရိုက်လိုက်တဲ့ပုံတွေမှာပြန်ပြီးတော့စေးစိမ့်ပြီးတော့ပြန်ပြီးကျွန်တော်တို့ထွက်လာတဲ့ပုံတစ်ခုရှိရပေါ့နော်အဲ့လိုမျိုး print color look မျိုးဖြစ်အောင်လုပ်ပေးတဲ့function ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီနေရာမှာဆိုရင်ကျွန်တော် linear ရှိမယ်ပြီးတော့ Xenon flame lock ရှိမယ် Fuji flame ရှိမယ် Kodak ရှိမယ်အသုံးများတာကတော့ Kodak 2383 print flame ဆိုတာလေအသုံးများတယ်ပေါ့နော်သူ့ရဲ့ look လေးကဒီလိုမျိုးလေးပေါ့ okay နောက်တစ်ခု color head မှာကတော့ကျွန်တော်တို့ဒီ look ကိုပေါ့နော်ကျွန်တော်တို့အပြာဘက်သွားမလားဒါမှမဟုတ်အေးတဲ့ဘက်သွားမလားပူတဲ့ဘက်သွားမလားကျွန်တော်အစိမ်းအောင်ဘက်သွားမလားအဲ့လိုမျိုးကွက်ကိုလိုက်ပြီးတော့ adjust လုပ်လို့ရတယ်ပေါ့နော် okay ဒီမှာလည်း shadow tone တွေ mid tone တွေကျွန်တော်တို့ဒီမှာထပ်ကစားလို့ရတယ်ကျွန်တော်ကတော့နည်းနည်းလေးပဲထိထားတယ်ပေါ့နော်flame camera နဲ့ရိုက်လိုက်တယ်ဆိုရင် noise ပုံစံလေးပါတယ်ပေါ့နော်ကျွန်တော်ဒီမှာ online ပဲဆိုရင်ဒီမှာ noise လေးအများကြီးထလာတယ်ပေါ့နော်တကယ်တမ်းကတော့ကျွန်တော် flame load တစ်ခုထွက်ဖို့အတွက်ကိုလုပ်ပေးထားတဲ့ function ပေါ့နော်ဒီမှာကျွန်တော်တို့အများကြီးရွေးလို့ရမယ်ကျွန်တော်ကတော့ 35mm ISO 250နဲ့ပေါ့နော် ISO ကိုကျွန်တော်တို့ဒီတက်လည်းမြင့်လို့ရတယ် illusion ကတော့ကျွန်တော် custom ပဲကျွန်တော်ဒီဟာလေး adjust site လုပ်ထားတယ် adjust မလုပ်ချင်ဘူးဆိုတော့ကျွန်တော်ဒီမှာ preset တွေရွေးလို့ရတယ်ပေါ့နော်နောက်တစ်ခု flame damage ကတော့ scan လုပ်လိုက်တဲ့အချိန်တွေဆိုရင်တချို့နေရာတွေမှာကပြတ်တဲ့နေရာရှိတယ်တချို့နေရာမှာအမဲပေါက်နေနေရာရှိတယ်အဲ့လိုမျိုးပုံစံဖြစ်အောင်လုပ်ပေးတာပေါ့နော်ကျွန်တော်ကတော့ 35mm super 35ပဲရွေးထားတယ် over scan ကတော့တော်တော်လေးမိုက်တဲ့ function လို့ပြောမှာပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်တို့ flame load တစ်ခုရဖို့အတွက်ကိုကိုယ့်အကို color grading လုပ်တယ်ပြီးတော့ကျွန်တော်တို့ flame file မျိုးရဖို့အတွက်ကိုပေါ်ကနေပြီး overlay ပေါ့နော် overlay လေးတစ်ချက်နဲ့ကျွန်တော် flame ပုံစံပေါ့နော် flame ပုံစံသွားနေတဲ့ပုံစံလေး overlay လောက်ကြရဲနောက်ပိုင်းတော့ effect တွေတော့ပေါ်လာပြီပေါ့နော်ဒါပေမဲ့ overlay ကပို့ပြီးတော့အမိုက်ဆုံးပဲဒါပေမဲ့ဒီကောင်ကကြတော့ overlay လောက်ဆရာမလိုဘဲနဲ့ဒီ over scan ထဲမှာပဲကျွန်တော်တို့ရွေးလို့ရတယ်ပေါ့နော် enable လုပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဆိုရင် flame scan လုပ်ထားတဲ့ video ကိုကျွန်တော်တို့ကြည့်နေရသလိုမျိုးပေါ့နော် okay ကျွန်တော်ဒီ video edit process မှာဆိုရင်ကျွန်တော်တို့ color input transform ကနေပြီးတော့ output transform ပြန်လုပ်တာရယ်ကျွန်တော်တို့ log profile နဲ့ရိုက်လာတယ်ဆိုရင် log profile ကနေပြီးတော့ကျွန်တော်တို့ red7 09 ပြောင်းလိုက်တယ်ပေါ့နော် red7 09 ပြန်ပြောင်းတယ်ပြောင်းပြီးတော့ကျွန်တော်တို့ dehancer ပဲသုံးပြီးတော့ color grading လုပ်တာဖြစ်ပါတယ်ကျန်တဲ့ clip တစ်ခုချင်းစီကတော့ကျွန်တော်တို့ highlight တွေများနေကိုယ့်ကို light shot တာဖြစ်ဖြစ်တခြားပေါ့နော်ကိုလိုအပ်တာလေး light ပြင်လို့ရပါတယ်နောက်တစ်မျိုးကတော့ကျွန်တော်အခုပြောသွားတဲ့ plugin အတိုင်းပေါ့နော် dehancer ကိုကျွန်တော်တို့ဖုန်းထဲမှာထည့်သုံးလို့ရပါတယ်အခုလောလောဆယ်မှာတော့ iOS အတွက်ပဲထွက်သေးတယ်ပေါ့နော်ဆွမ်းနာကျွန်တော်ပြောခဲ့တဲ့ DaVinci Resolve တွေက plugin မှာပါတဲ့ function တွေအတိုင်းကျွန်တော်တို့ဖုန်းထဲမှာသုံးလို့ရမှာဖြစ်ပါတယ်flame look တွေဆိုတော့ကျွန်တော်ရွေးစရာအများကြီးပဲပေါ့နော်ဆွမ်းနာကျွန်တော်တို့ DaVinci Resolve တွေက plugin ထဲမှာပါတဲ့ function တွေအတိုင်းပဲကျွန်တော်တို့ edit လုပ်လို့ရပါတယ်ဖုန်းထဲဆိုတော့ပို့ပြီးတော့မြန်မြန်ဆန်ဆန်နဲ့လွယ်ကူလုပ်လို့ရတာပေါ့ပြီးတော့ဖုန်းထဲမှာကကျွန်တော်တို့ပုံလည်းရတယ် video လည်း edit လို့ရပါတယ်နောက်ဆုံးပဲကျွန်တော်တို့အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ save to gallery လုပ်ပြီးတော့ export တန်းထုတ်ရုံပါပဲလုံးဝလွယ်လေးပါအဲ့တော့ကျွန်တော်တို့ flame look တစ်ခုရဖို့အတွက်ကို DaVinci Resolve အပြင်ကျွန်တော်တို့ရဲ့ဖုန်းနဲ့လည်းလုပ်လို့ရပါတယ် okay ဒါဆိုရင်ကျွန်တော်အမြင်ကတော့ dehancer ကဘယ်လိုမျိုးသူတွေအတွက်တင့်တော်မလဲဆိုရင် short film ရိုက်ရှင်တဲ့သူတွေ music video ရိုက်မဲ့သူတွေအတွက်တင့်တော်တယ်ပေါ့နော်မတင့်တော်တဲ့သူတွေအနေနဲ့ကဘာလဲဆိုတော့ clean look ပေါ့နော် commercial video ရိုက်တဲ့သူတွေအတွက်ကတော့ဒီ plugin ကတိတ်အသုံးဝင်မှာမထင်ဘူးပေါ့နော်အခု dehancer plugin နဲ့ပတ်သက်ပြီးတော့အခုမှစသုံးမယ်ဆိုရင်ကျွန်တော် function တွေကတော့လွယ်လွယ်ကူကူတော့ပေးထားတယ်ဒါပေမဲ့ကျွန်တော် flame အကြောင်းနားမလည်ဘူး flame တွေအကြောင်းတိတ်မသိသေးတဲ့သူတွေအနေနဲ့ကတော့
ကျွန်တော်ဘာတွေလုပ်ရမလဲဆိုတော့တီးအောင်မှာမဟုတ်ပေါ့နော်နည်းလေ့လာဖို့တော့လိုတော့သေးရဲ့အဲ့တော့ကျွန်တော် flame အကြောင်းလဲနားလဲတယ် flame တွေဘယ်လိုအလုပ်လုပ်လဲဆိုတာကိုသိရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော် flame တွေဘယ်လိုအလုပ်လုပ်လဲဆိုတာမသိဘူးဆိုတော့ဒီထဲမှာပါတဲ့ function တွေကနည်းနည်းလေးကိုယ်နဲ့စိမ့်နေလိမ့်မယ်ပေါ့နော်ပုံမှန်ကျွန်တော်တို့ edit လုပ်နေကြပုံစံမဟုတ်ဘဲနဲ့ဒီ Hansa ရဲ့တကယ်အဓိကကပေါ့နော်ကျွန်တော် flame color grading plugin ပေါ့နော် flame တွေအတွက် flame look ရဖို့အတွက်ကိုအဓိကဦးစားပေးထားတဲ့ plugin တစ်ခုပေါ့နော်အဲ့တော့ဒီ Hansa plugin ကို download လုပ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ description မှာ affiliate link တွေချထားပေးပါမယ်အဲ့ဒီကနေ download လုပ်လို့ရပါတယ်အဲ့ဒီကနေပြီးတော့ဝယ်သုံးချင်တဲ့သူတွေအတွက်ကလည်းကျွန်တော်ရဲ့ link ကနေ download လုပ်ပြီးတော့ဝယ်သုံးမယ်ဆိုရင် 10% discount ရရှိမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်နောက်ထပ်လိုအပ်တာတွေရှိရင်မသိတာရှိရင်လည်းကျွန်တော် comment တွေမှာမေးခဲ့လို့ရပါတယ်။ Okay နောက်ဆုံးပိတ်အနေနဲ့ကျွန်တော်လိုမျိုး content creator တွေ editing လုပ်နေတဲ့ brother တွေရှိရင်လည်းကျွန်တော်ရဲ့ Telegram creator community ဆိုတာကို join ထားလို့ရပါတယ်။ Okay ဒါဆိုရင်ကျွန်တော် community ထဲမှာ join ထားပြီးတော့ editing နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကျွန်တော် design နဲ့ပတ်သက်တာပဲဖြစ်ဖြစ်မသိတာတွေအကူအညီလိုတာတွေရှိရင်လည်းကျွန်တော်လာမေးလို့ရပါတယ်။တခြား brother တွေလည်းရှိပါတယ်။ Okay ဒါဆိုရင်တော့ကျွန်တော်နောက် video မှာပြန်ကြပါမယ်အားလုံးပဲ bye bye ပါ